ငါမင်းနဲ့ချစ်သူဖြစ်ချင်လို့သေတော့မယ်ဒီလိုစာသားမျိုးဆိုရင်ဘယ်လို English pattern တွေကိုသုံးပေးရမလဲဆိုတော့ဒီနေ့ pattern လေးကကြတော့ I'm dying to bravo one ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်မြန်မာလိုဆိုရင်တော့အရင်ဘက်ကွက်လက်ချင်နဲ့သေတော့မယ်သေလို့မတက်ဖြစ်ချင်တဲ့ခါမျိုးတွေမှာကိုကစိတ်ဆန္ဒတအားပြပြနေတဲ့ခါမျိုးတွေမှာသုံးပေးလို့ရပါတယ် example အနေနဲ့ကြတော့ I'm dying to go on that trip with you ငါမင်းနဲ့အတူခရီးထွက်ချင်လို့သေတော့မယ် I'm dying to go on that trip with you I'm dying to be in a relationship with her. ငါသူမနဲ့ရေးစားဖြစ်ချင်လို့သေတော့မယ် I'm dying to be in a relationship with her. I'm dying to meet my favorite actor in person. ငါကြိုက်ဆုံးမင်းသားနဲ့လူချင်းအရန်တွေ့ချင်နေပြီ I'm dying to meet my favorite actor in person. I'm dying to lose weight. ငါဝေးကြချင်လို့သေတော့မယ် I'm dying to lose weight.I'm dying to know the exam results. ငါစာမေးပွဲရလဒ်ကိုအရင်သိချင်နေပြီ I'm dying to know the exam results. ဆိုတော့ဒီစာကြောင်းလေးကြားရောအင်္ဂလိပ်လိုဘယ်လိုရေးရမလဲဆိုတာ comment မှာရေးခဲ့ပေးဦးနော်ဒီလို10မိနစ်တည်းနဲ့အကျိုးရှိတဲ့ဗီဒီယိုတွေကိုလေ့လာကြည့်တဲ့ဆိုရင်တော့ငါရဲ့ဒီကောင်လေးကိုအပေါင်းလေးနှိပ်ပေးခဲ့ဦးနော်ဒါဆို see you bye bye